ဒီနေ့မှာတော့တော်တော်လေးကိုထူးဆန်းပြီးလျှို့ဝှက်ဆန်းကျတဲ့ဒန်တရားတွေတစ်ခုအကြောင်းပြောကြရအောင်ဒါကအလွန်မြင့်မြတ်တဲ့ချမ်းစာအုပ်တို့ပျော်ဆုံးသွားတဲ့အကြောင်းပါဒါပေမဲ့ရိုးရိုးပြောသွားတာတော့မဟုတ်ဘူးဗျအဲ့ဒီချမ်းစာအုပ်ကိုစားသွင်းလိုက်ကြလို့ပြောသွားတာတဲ့ဟုတ်ပါရဲ့ကြားလိုက်တာနဲ့တည်းနည်းနည်းတော့ထူးဆန်းတယ်နော်ကျန်းစာအုပ်တို့အုပ်ကိုစားလိုက်တယ်ဆိုတာဘယ်လိုဖြစ်နိုင်မှာလဲဒီမေကုန်းကပဲဒီဇလန်တစ်ခုလုံးရဲ့စိတ်မစားစရာအကောင်းဆုံးအပိုင်းကိုဆွဲခေါ်သွားတာပါကဲဒီဖြစ်ကဘယ်လိုဖြစ်လာတာလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်အခုကြားလိုက်ရတဲ့စကားကအမေရိကန်နဲ့ချစ်တာသနာဖြစ်တူဖြစ်တဲ့ Gustav A. Sort ကပြောခဲ့တာပါတော်တော်လေးကိုတုံးလို့เสียကောင်းတဲ့ပြောစကားပဲเนาะဒီစကားကပဲဒီတန်တာကြီးကိုအခိုင်အမာဖြစ်စေပြီးတော့ဇလန်ကိုအတက်ဝင်စေတဲ့အဓိကဆွဲဆောင်မှုဖြစ်လာစေခဲ့ပါပဲကဲဒါဆိုရင်ဒီစိတ်ဝင်စားစရာကောင်းတဲ့တန်ရာကြီးရဲ့မူလဇင်းမစ်ကိုအတူတူလေ့လာကြည့်လိုက်ကြရအောင်ဇလန်ရဲ့အခြေခံကတော့ဒီလိုပါကချင်လူမျိုးတွေဟာသူတို့ရဲ့ကျန်းစာအုပ်ကိုအရေးပေါ်အခြေအနေမှာစားသုံးခဲ့ကြတယ်ဒါပေမဲ့ဒီတန်တာရီရဲ့နောက်ကွယ်မှာဒီတဲ့အများကြီးပိုပြီးနဲ့အတီးပဲရှိနေပါတယ်ဒီနေရာမှာဇလန်ကစိတ်ဝင်စားစရာအလှည့်အပြုံးတစ်ခုဖြစ်လာပါတယ်ပျောက်ဆုံးသွားပြီလို့အားလုံးကထင်ထားကြပေမဲ့အဲ့ဒီကျန်းစာအုပ်ဟာတကယ်တမ်းတော့လုံးဝပျောက်ပြတ်သွားတာမဟုတ်ပါဘူးဟုတ်ပါတယ်စာအုပ်ကိုရုပ်ပိုင်းဆိုင်ရာစားတုံးလိုက်ပေမဲ့အထက်ကအသိပညာတွေကတော့မပျောက်ပြတ်သွားခဲ့ဘူးအဲ့ဒီစာနှုတ်တိုက်အာကုံဆောင်တဲ့ delete တစ်ခုအဖြစ်မျိုးဆက်တစ်ခုကနေတစ်ခုကိုလက်ဆင့်ကမ်းပြီးရှင်းစံကြံရိတ်ခဲ့တယ်ဒါဟာမှတ်ဉာဏ်ထဲမှာတိဆောက်ထားတဲ့စာကြည့်တိုက်ကြီးတစ်ခုလိုပါပဲဒီနေရာမှာရှမ်းပြည်လိုက်ခဲ့ရဲ့တကယ်အတိတ်ပဲကိုနားလည်ဖို့တိတ်အရေးကြီးပါတယ်ဒါဟာစာရွက်ပေါ်ကစာအုပ်တအုပ်ထက်အများကြီးပေါ်ပါတယ်ဒီမှာမြင်နေရတဲ့အတိုင်းပဲဒါဟာကချင်လူမျိုးတစ်မျိုးလုံးရဲ့ယဉ်ကျေးမှုတမိုင်းနဲ့ဥပဒေအားလုံးရဲ့အနှစ်တရားပဲဖြစ်ပါတယ်ဒီအချက်တွေကိုကြည့်လိုက်ပါအောင်ကဘာအိုးဖန်စင်ချင်းအကြောင်းကနေကချင်လူမျိုးတွေရဲ့တရားစီရင်ရေးစနစ်အထိဒီနှုတ်တိုင်အာကုံဆောင်တလေးထဲမှာဘလောက်တောင်ချီးမားလဲအသိပညာတွေပါဝင်နေလဲဆိုတာတွေ့နိုင်ပါတယ်သူတို့ရဲ့ဘဝအမြင်ကဘာအမြင်အားလုံးကိုလွှမ်းခြုံထားတာပါဆိုတော့ဇလန်မှာနောက်ထပ်အလဲပြောင်းကြီးတစ်ခုရောက်လာပါပြီဒီတစ်ချိန်မှာတော့ကျန်းစာအုပ်အတစ်တအုံနဲ့အတူပြင်ပကလူတွေရောက်ရှိလာခဲ့ပါတယ်ဒါကချင်လူအဖွဲ့အစည်းတွေတကယ်ကိုအပြောင်းလဲကြီးတစ်ခုဖြစ်ခဲ့ပါတယ်အမေရိကန်နှစ်ချင်းတန်တော်ပြူတွေကစာပေအရေးကြီးတာကိုမိတ်ဆက်ပေးခဲ့ပြီးတမချင်းစာကိုဘာသာပြန်ပေးခဲ့တယ်။နှုတ်တဲ့အာကုံစော်ဒလိတစ်ခုတည်းသာရှိခဲ့တဲ့လူအဖွဲ့အစည်းတွေဒါဟာတော်လန်ရေးတစ်ခုလိုပါပဲ။တာနာပြူတူဖြစ်တဲ့အိုလာဟန်ဆန်ရဲ့ဒီစကားကသူတို့ရဲ့အမြင်ကိုရှင်းရှင်းလင်းလင်းပြနေပါတယ်။သူတို့ကစာပေအသစ်ကိုပျောက်ဆုံးသွားတဲ့ကျန်းစာအုပ်ပြန်လဲတွေးရှိခြင်းအဖြစ်ရှုမြင်ခဲ့ကြတာပေါ့။ဒါပေမဲ့ဒီနေရာမှာပဲဇလန်ကပိုပြီးရှုပ်ထွေးလာပါလေ။စာအုပ်အသစ်ရောက်လာတာကတကယ်တမ်းမှာပျောက်ဆုံးသွားတဲ့အရာကိုပြန်တွေးတာဟုတ်ရဲ့လားဒါမှမဟုတ်အဟောင်းကိုအသစ်ကလာဖျက်ဆီးလိုက်တာလားဒီမှာကြည့်လိုက်ရင်ဒီပဋိပက္ခကိုရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်သာသနာပြုတွေကသူတို့ရဲ့ရှင်အောင်တလေးဖြစ်တဲ့ရှမ်းပြည်လိုက်ခါကိုအမောင်လုံးတတ်မှတ်ပြီးသူတို့ယူဆောင်လာတဲ့တမန်ကျန်းစာကိုတော့အလင်းအဖြစ်တင်ပြခဲ့ပါတယ်ဆိုတော့လေဒီဇလန်ရဲ့အရေးကြီးဆုံးအချက်ကဒါပါပဲတကယ်ပြောက်ဆုံးမှုဟာကျန်းစာအုပ်ကိုရုပ်ပိုင်းဆိုင်ရာအရာစားသုံးလိုက်လို့မဟုတ်ပဲခရိယန်ဘာသာကိုလက်ခံလိုက်တဲ့အခါသူတို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုကိုဘာသာရေးအမြင်အရစွန့်ပယ်ခြင်းခံလိုက်ရတာယုံဖြစ်ပါတယ်။ဒါပေမဲ့ဇလန်ကဒီမှာပဲမပြီးသေးပါဘူး။အခုတော့ဒီယဉ်ကျေးမှုနဲ့ဘာသာရေးဆိုင်ရာအကြတဲကိုဖြည့်ရှင်းဖို့ကြိုးစားနေတဲ့ခေတ်သစ်ကြိုးပမ်းမှုတွေစီကိုအဆက်သွားကြပါမယ်။ဒီမေခွန်းကကချင်လူမျိုးတွေရင်ဆိုင်နေရတဲ့စင်ခေါ်မှုကိုအထူးထိမိစေပါတယ်။ဘာသာတရားအထက်တစ်ခုကိုလက်ခံရင်ကိုယ့်ရဲ့အမှတ်လက္ခဏာကိုယ့်ရဲ့စိတ်ဝိညာဉ်ကိုဘလို့ထိန်းသိမ်းလဲဒီမှာပြထားတာကတိတ်ကိုရေးကြီးတဲ့ကွဲပြားမှုနှစ်ခုပါခရစ်ယာန်ကချင်ဆိုတာကကိုယ့်ယဉ်ကျေးမှုကိုဘာသာတရားအောင်မှနှိမ့်မြုပ်စေတာဖြစ်ပြီးကချင်ခရစ်ယာန်ဆိုတာကတော့မိမိယဉ်ကျေးမှုကနေသိရှင်ယုံကြည်ခြင်းကိုဖော်ပြတာဖြစ်ပါတယ်ဒါကြောင့်လက်ရှိကချင်ဘာသာရေးပညာရှင်တွေရဲ့ရည်မှန်းချက်ကသူတို့ရဲ့ရှေးဟောင်းအမွေအနှစ်တွေကိုခေတ်သစ်ယုံကြည်မှုနဲ့ပေါင်းစပ်ပြီးဘယ်သူနဲ့မှမတူတဲ့စစ်မှန်တဲ့ကချင်ခရစ်ယာန်အမှန်အသားတစ်ခုကိုတိဆောက်ဖို့ဖြစ်ပါတယ်ကချင်လူမျိုးတွေရဲ့ဒီလိုဂိုးပိုင်အမတ်သားကိုပြန်လည်ရှာဖွေတိဆောက်နေတဲ့ခရီးစဉ်ကနေကျန်တဲ့ကဘာကပါညနိုင်တဲ့သင်ခန်းစာတွေရှိနေပါတယ်ဒီအချက်ကတော်တော်လေးကိုထူးခြားပါတယ်သူတို့ရဲ့ဖန်ဆင်းခြင်းတန်တာကြီးမှာကဘာကြီးကိုအမေဘေးပြီးဖြစ်စေလို့ဖန်ဆင်းလိုက်တာမျိုးမဟုတ်ပဲမိခင်ကတာသမီကိုမွေဖွားပေးသလိုမျိုးမိမိတဲ့အရာကနေမွေဖွားလာတာဖြစ်တယ်လို့ဆိုပါတယ်ဒီချက်ကဘာသာရေးအရာအလုံးနဲ့ဆိုင်တဲ့အဓိပ္ပာယ်တက်ရောက်မှုရှိပါတယ်မွေးဖွားခြင်းဆက်လန်းကြောင့်သူတို့ဟာဖျားသခင်ရဲ့ဖန်ဆင်းကံတွေပချမဟုတ်ပဲဖျားသခင်ရဲ့သွေးသားတွေဖြစ်လာတယ်ဒါဟာမွေးတာပါဘယ်တော့မှမပြတ်တောက်နိုင်တဲ့ဆက်နွယ်မှုတစ်ခုပါပဲဒါကြောင့်ကချင်လူမျိုးတွေရဲ့ခရီးစဉ်ဟာသူတို့ address တာမကယဉ်ကျေးမှုထိန်းသိမ်းရေးနဲ့
ယုံကြည်မှုကိုကိုယ်ပိုင်အမတ်အသားနဲ့ပေါင်းဆက်ဖို့ကြိုးစားနေကြတဲ့ကဘာတော်ဝန်ကလူမျိုးတွေအတွက်ပါအားကောင်းတဲ့ဥပမာတစ်ခုဖြစ်နေပါတယ်။ဒါကြောင့်ဒီဇလန်ကနေစဉ်းစားစရာလေးတစ်ခုခြံထားခဲ့ချင်ပါတယ်။စာရွက်ပေါ်မှာရေးမှတ်ထားတာမျိုးမဟုတ်ပဲလူတွေရဲ့နှလုံးသားနဲ့မှတ်ဉာဏ်ထဲမှာပျောက်ဆုံးနေတဲ့တခြားကျမ်းစာအုပ်တွေဘယ်လောက်များများရှိနေနိုင်သေးလဲ။